မင်္ဂလာပါရှင်ဒီနေ့မှာတော့ဘာလီကျွန်းကယူဘက်မြောက်ဥယျာဉ်ထဲကိုထူးထူးခြားခြားဧည့်သည်တစ်ယောက်ရောက်နေပါတယ်။အဲ့ဒါကတော့တတိခဲခွေးငယ်လေးတစ်ကောင်ပဲဖြစ်ပါတယ်။မြောက်တစ်ကောင်ကခွေးကလေးရဲ့အမီးကိုလှမ်းဆွဲလိုက်တဲ့အခါခွေးကလေးကလှဲဟောင်သလိုလှုပ်လိုက်လို့မြောက်တွေနောက်ဆုတ်သွားကြတယ်။ကြည့်ပါဦး။မြောက်တွေကခွေးကလေးကိုရန်မူဖို့စူးစမ်းနေတာမဟုတ်ပါဘူး။သူတို့အတွက်တော့ဒီခွေးကလေးဟာအလွန်ထူးဆန်းတဲ့ကစားပေါ်တစ်ကြီးဖြစ်နေတာပါမြောက်တွေကသူ့အမွေးတွေကိုကင်ကြည့်လိုက်အနောက်ကနေလိုက်ဖမ်းလိုက်နဲ့တကယ်ကိုပျော်စရာကောင်းတဲ့လိုက်တန်းပြေးတန်းကစားပွဲကြီးဖြစ်နေတာပေါ့ခွေးကလေးကမြေပြင်ပေါ်မှာလှဲချလိုက်တဲ့အခါမြောက်လေးတွေကသူ့ဘေးမှာဝိုင်းအောင်ပြီးစူးစမ်းနေကြတာပါဒီမြင်ကွင်းကတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်တရိษံလောကမှာလည်းမတူညီတဲ့မျိုးစိတ်တွေကြားထဲမှာတန်ရောစင်တဲ့ခင်မင်မှုလေးတွေရှိကြပါတယ်အထူးသဖြင့်ဘာလီကဒီမြောက်တွေဟာလူတွေနဲ့ရင်းနှီးတယ်လို့ပဲတခြားအိမ်မွေးတရိษံတွေနဲ့လည်းအဆင်ပြေအောင်နေတတ်ကြတာကိုတွေ့ရမှာပါဒီဗီဒီယိုလေးဟာကျွန်တော်တို့ကိုတခုတော့သင်ကြားပေးသွားပါတယ်အဲ့ဒါကတော့တဦးနဲ့တဦးမတူညီကြပေမဲ့အမုန်းတရားတွေမပါဘဲအတူတကွပျော်ပျော်ရွှင်ရွှင်နေထိုင်လို့ရတယ်ဆိုတာပါပဲအခုလိုစိတ်ဝင်စားစရာကောင်းတဲ့တရိษံလေးတွေရဲ့ကဘာကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်တို့ရဲ့ channel ကိုလည်း follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်